ချက်ပြုတ်လို့အလွယ်ကူဆုံးနဲ့အကောင်းဆုံးအရသာတွေဖြစ်တဲ့ဟင်းကောင်း၃မျိုးမင်္ဂလာပါထောက်ပွန်ပရိသတ်များရှင်အခုဖော်ပြမယ့်ဟင်း၃မျိုးကတော့အရသာလေးရှိသလိုမြန်မာပါဇက်တွေနဲ့လည်းအလိုက်ဆုံးဖြစ်တဲ့ထိုင်းဟင်းလျာ၃မျိုးကိုဖော်ပြပေးမှာပဲဖြစ်ပါတယ်အရသာနဲ့ပတ်သက်ပြီးလှည့်ကြည့်စရာမလိုတဲ့အထိကောင်းတဲ့အတွက်အိမ်မှာနေပြီးထိုင်းအရသာကိုရရှိဖို့အခုပဲဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ပါနော်ဝက်ချင်ဆက်ကြောလူတိုင်းကြိုက်တဲ့ဝက်သုံးတက်သားကိုထိုင်းစတိုင်စားလို့ကောင်းအခုလိုမျိုးကြော်စားကြည့်လို့ရပါတယ်အရင်ဆုံးအတုံးလေးတွေကိုတခိုက်စာအနေထားလောက်လှီးထားတဲ့ဝက်သားတုံးလေးတွေကိုရေရီစင်အောင်တေချာဆေးပြီးပြီဆိုရင်တော့အခုလိုမျိုးအိုးထဲမှာကြက်တဲ့အထိကြော်နေရုံပါပဲနော်အိုးထဲမှာဝက်သားကနေထွက်လာတဲ့ဝက်စီလေးနဲ့ပဲလှိမ့်ပြီးကြော်နေရုံပါပဲရှင်ပြီးတဲ့အခါမှာတော့အခုလိုမျိုးချက်သွားတဲ့အခါမှာအစီကိုထုတ်ပြီးကြက်သွန်ဖြူနဲ့ငရုတ်သီးစိမ်းတို့ကိုပပလှီးထည့်ကရောကြော်လိုက်ရုံပါပဲစားနဲ့ကြက်သွန်မေးလေးကိုနောက်ဆုံးအနေနဲ့ထည့်ပြီးရောကြော်ပြီးသွားရင်တော့အခုလိုမျိုးဝက်သားကိုဝက်စီနဲ့ပဲပြန်ကြော်ကထိုင်းစတိုင်ချိုဆက်ကြက်သွန်ဖြူဝက်ကြော်လေးရပြီပဲဖြစ်ပါတယ်တိတ်စာကောင်းတဲ့ဟင်းလေးပါပဲရှင်ကြက်ချိုချင်းငရုတ်ပွားကြော်အကျော်တွေပဲပြလို့တမျိုးမထင်ပါနဲ့နော်စားကောင်းတဲ့အရသာဆိုတော့အကျော်တွေမှာပဲရှိလို့ပါအခုတစ်ခါမှာတော့အရသာတိတ်ရှိပြီးကြက်ကုန်းမောင်ကြော်ထက်ပိုစားလို့ကောင်းတဲ့ကြက်သားချိုချင်းငရုတ်ပွားကြော်ကိုထိုင်းစတိုင်တစ်ခုလိုအရသာရှိရှိကြော်ဖို့အတွက် sauce အချိုကိုဆက်ရမှာပဲဖြစ်ပါတယ် sauce အချိုကိုဆက်တဲ့အခါမှာငပြားရည်အကြည်နဲ့အနောက်ကိုရောပြီးရင်ငါးငပြားရည်အကြည်ကိုလည်းသုံးပြီးတကြားနဲ့ခရူးစီထက်ကအားလုံးကိုနှယ်လိုက်ရင်ရပြီဖြစ်ပါတယ်sauce အနှစ်ရပြီဆိုရင်တော့အခုလိုမျိုးကြက်သားတွေကိုအသားကြီးပဲရှိတဲ့ကြက်ရင်ပုံသားကိုအကျော်မှုတ်လေးနဲ့တေချာလေးကပ်ပြီးနေပြီးသွားရင်တော့စီပူပူထဲမှာအခုလိုမျိုးကြက်သားတွေကိုကြော်ထားလိုက်ပါပြီးရင်တော့အခုပြထားတဲ့ကြက်သွန်နီငရုတ်အစိမ်းပွားငရုတ်နီအပွားတို့အပြင်အဆက်ရတာလေးအတွက်ငရုတ်သီး၆တို့ကိုထည့်ပြီးရင်အရင်ကြော်ထားလိုက်ပါနော်ပြီးတဲ့အခါမှာတော့ကြက်သားတွေကိုရောထည့်ပြီးကြော်လိုက်ပြီးရင်အနှဲငယ်မှွေပေးလိုက်ပါအောင်ရှင်နောက်ဆုံးကျမှဖြော်ဆက်ထားတဲ့အချိုနှစ်လေးကိုထည့်ပြီးကြော်လိုက်ရုံပါပဲရှင်အားလုံးပြီးသွားတဲ့အခါမှာအခုလိုမျိုးတိတ်စားလို့ကောင်းပြီးထိုင်းစတိုင်အဖြစ်နဲ့ကြက်ချိုချင်းငရုတ်ပွားကြော်လေးရရှိပြီပဲဖြစ်ပါတယ်ကြက်ပင်စိမ်းဟင်းထိုင်းဟင်းလျာတွေထဲမှာလူကြိုက်များတဲ့ကြက်ပင်စိမ်းအုံနှုံဟင်းတစ်မျိုးကိုပရိသတ်ကြီးတို့ရဲ့အိမ်မှာအလွယ်တကူချက်ပြုတ်နိုင်အောင်အခုလိုဖော်ပြပေးလိုက်ပါတယ်အရင်ဆုံးရင်ပုံသားကြက်သားတွေကိုအခုလိုစားလို့အဆင်ပြေတဲ့အနေထားလေးတွေလှီးပြီးသွားပြီဆိုရင်အဓိကပဝင်ပစ္စည်းဖြစ်တဲ့ပဇွန်ထညက်ခဲလေးတွေကိုအရင်ဆုံးလှီးထားလိုက်ပါနော်ပဇွန်ချက်ကိုအကောင်လိုက်သုံးလို့လည်းရရရှင်ပြီးတဲ့အခါမှာတော့သုံးနေကြအုံနိုးတစ်စိတ်ကို1လီတာလောက်ဒယ်ဝိုးထဲမှာထည့်ပြီးသွားတဲ့အခါအခုလိုမျိုးအမြုပ်လေးတွေထလာပြီးဆိုရင်ကြက်သွန်ဖြူနဲ့ငရုတ်သီးစနွင်းတို့ရောထားတဲ့ငရုတ်သီးအနှစ်ကိုထည့်ဖြော်လိုက်ရင်ရပါပြီဟင်းအနှစ်ရသွားပြီဆိုတဲ့အခါမှာကြက်သားတုံးလေးတွေကိုထည့်ပြီးနေကလုံးချက်ချက်လိုက်ပါပြီးတဲ့အခါမှာတော့အနံ့လေးပုံမွှေးအောင်လို့အုံတို့အနေငယ်ထပ်ထည့်လိုက်ပါမယ်နော်ပင်စိမ်းရွက်တွေကိုချိုးထည့်ပြီးပဇွန်ထညက်လေးကိုလည်းထည့်ကောင်ဟင်းကြအောင်အဖုံးပိတ်ဆောင်းလိုက်ရင်တော့ရပြီဖြစ်ပါတယ်ဒါဆိုရင်ထမင်းဖြူနဲ့တိတ်လိုက်ဖက်တဲ့ချက်ပင်စိမ်းအုံတို့ချက်ရပြီပဲဖြစ်ပါတယ်ရှင်ပဝင်ပစ္စည်းအနှဲငယ်နဲ့စားလို့မိန်စေမယ့်ဟင်းလျာတွေအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါဦးနော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ